ပေါ်ရန်ရွှေမုံကျဲအထဲမှာတော့နွားချေးခံတဲ့ခေါင်းစဉ်ကတချို့လူတွေကဒီစကပုံလိုပဲအပေါ်ရန်ရွှေမုံကျဲပြီးအထဲကနွားချေးဖြစ်နေတဲ့သူတွေတပုံကြီးပဲအပြင်ပန်းမှာကျတော့လူထင်ကြီးအောင်ဝက်ပြစားပြနေပေမဲ့တကယ်တမ်းလဲလေးလာကြည့်ရောစိတ်တက်ကယုံမာနေတဲ့သူတွေရှိတယ်အဆန်ရှိတဲ့သူဆိုရင်တချို့ကစိတ်ထားတဲ့သိတ်ကောင်းတယ်လို့ထင်ကြတယ်နော်အဆန်ရှိတိုင်းစိတ်ကောင်းရှိတာမဟုတ်ဘူးအဆန်မရှိတိုင်းလဲစိတ်ထားဆိုးလိမ့်မယ်လို့တွက်လို့မရဘူးခုခေတ်လူတွေကသိပြီးတော့အပေါ်ရန်တွေကိုသိကြိုက်ကြတာဟန်ဆောင်ပြုံးနေဟန်ဆောင်ကရုဏာတွေဟန်ဆောင်မေတ္တာတွေဆိုရင်သိပြီးတော့လိုချင်ကြတာပေါ်ရန်တွေကိုနှစ်သက်ပါများလာရင်တကယ်အစစ်မှန်ပေးလာရင်တော့အပေါ်ရန်လို့ပဲထင်သွားတတ်တယ်အဆန်မရှိပဲလဲရှိကြအောင်ဆောင်းတယ်ချမ်းသာတဲ့သူတွေကလည်းသူများချေးမှငားမှဆိုလို့မရှိကြအောင်ဆောင်းတယ်မေတ္တာတကယ်မရှိပဲလဲရှိစေအောင်ပြတတ်ကြတယ်ဒါရီယာပေါ်ရန်နေပဲပေါ်ရန်တွေကိုနှစ်သက်လေးလေးတကယ်အနှစ်သာရနဲ့ဝေးလေးလေးပဲလို့မှတ်ရမယ်နော်ရွှေအတုဝိပါများတဲ့သူကရွှေအစ်စ်ပေးလာရင်လဲရွှေအတုလို့ပဲမှတ်တယ်ကိုယ်တိုင်းကလူတိုင်းကိုအပေါ်ရန်ပဲဆက်ဆံတဲ့သူကသူများကနှစ်ကာဆက်ဆံပြရင်လဲအပေါ်ရန်လို့ပဲထင်တတ်ကြတယ်တခါတလေမှာတရားဟောရင်အပေါ်ရန်တရားဓမ္မတွေကိုတွေ့ရတယ်သူတို့ကလူတွေများလာပြီဆိုရင်သူတို့ရဲ့ဂုဏ်တွေကိုဖော်တတ်ကြတယ်တပည့်တော်ကတော့ဘယ်လိုလူလာခဲ့တာဘလောက်အကုန်ကြခံပြီးတော့လူတာအခုလည်းအရှင်ဘုရားကိုတပည့်တော်ကြည်ညိုသည့်အတွက်ကြောင့်ကျောင်းအတွက်ဘလောက်လူမှာဘယ်မြေကွက်ကိုလူဖို့အစီအစဉ်ရှိတာဆိုပြီးတော့လူတွေအများကြီးထဲမှာလူတွေထင်ကြီးအောင်ထပြောတတ်တယ်နောက်နေ့လမ်းမှာလည်းတွေ့ရဟိုဘက်ကိုလှည့်သွားတာမျိုးတွေကြုံရတယ်လူဖို့များသွားတိုက်တွန်းကြည့်ထတော်ရန်တွေ့မှသိကြတယ်နော်အရင်ကတော့အဲ့လိုတွေပြောလိုက်ရင်သိပြီးတော့ဝမ်းသာတာပီတိတွေကိုဖြစ်တာကိုယ်လူမယ်ဆိုတဲ့စကားကိုဝမ်းမသာမဲ့သူရှိမယ်လို့တော့မထင်ပါဘူးအခုတော့ဆရာသမားတွေမိန့်ခဲ့သလိုပေးမယ်ဆိုရမှယုံတယ်လုပ်ပေးမယ်ဆိုဆုံးမှယုံတယ်သွားမယ်ဆိုရောက်မှယုံတော့တယ်အဲ့လိုပေါ်ရန်နေများနေခြင်းကလည်းနမိတ်ကြီးသမင်းကဖြစ်တတ်တယ်အဲ့လိုလူမယ်ဆိုပြီးရွှေမုံကျဲလိုက်တဲ့အခါကျတော့တခြားသူတွေကတကယ်လူမှာပဲဆိုပြီးတော့အထင်ကြီးသွားပြီသူလူသည့်အတွက်ကြောင့်တို့လူစရာမလိုပါဘူးလို့တွက်ပြီးမလူပဲနေရင်ကိုကကြားတဲ့ကဆွမ်းငတ်နေမှသိကြတယ်နော်အဲ့လိုပေါ်ရန်သမားတွေကနေပယ်တိုင်းမှာရှိတယ်တကယ်လုပ်ပေးမလို့လုပ်ပြီးတကယ်လေးခိုင်းရောမလုပ်ပေးတဲ့သူတွေရှိတယ်နော်အကူကြီးလိုရင်ပြောနော်လို့ပြောထားပြီးတကယ်လည်းအကူကြီးသွားတော့ရောတကားပိတ်ထားတဲ့သူတွေရှိတယ်အမှန်တော့သူတို့ကစကားအဖြစ်ပြောလိုက်တာပဲစားလို့ဝါလို့ကောင်းအောင်ပြောတာကိုတကယ်ထင်ရင်မှားသွားနိုင်တယ်ကိုတကယ်မလုပ်ပေးနိုင်ဘူးအကူကြီးမပေးနိုင်ဘူးဆိုရင်စကားအဖြစ်တော့မပြောသင့်ဘူးတချို့တငယ်ချင်းတွေဆိုရင်လူကြားတူကြားတဲ့တွေ့ရင်ဟေးတငယ်ချင်းအကြောင်းကိုအလေလာပါဦးမင်းကိုကြွေးခြင်းမွေးခြင်းလို့ပါဆိုပြီးတော့ဖိတ်တတ်ကြတယ်တကယ်လဲသွားရောမဆိုင်သူလိုနေတဲ့သူတွေရှိတယ်အေးလေးတဘူးတော့မတိုက်ခြင်းဘူးငါမအားလို့ပါကွာဆိုတဲ့အချက်ကိုအကြောင်းပြပြီးတော့မခံဘူးဒီလိုလူတွေကအပေါ်ရန်နေပဲပေါင်းလို့ရတယ်လို့မှတ်ရမယ်အငယ်တုန်းကတော့အဲ့လိုဆက်ဆံခံရရင်သိပြီးတော့ဝမ်းနေတာစိတ်မကောင်းနေဖြစ်တာအခုဒီကောင်းကြီးခေါ်ပြီးလိန်နေဆိုပြီးတော့ခံစားရတယ်အခုများတော့ရည်စရာကိုဖြစ်လို့အပေါ်ရန်သမားဆိုရင်ပြုံးပြီးတော့ကြည်နေမိတယ်သူလိန်နေတာကိုသိပေမဲ့ပြုံးနေမိတယ်ဒါကြောင့်မမီးတို့လည်းအပေါ်ရန်တွေကိုမလုပ်မိကြနဲ့မေတ္တာစိတ်မေတ္တာမှန်တွေကိုပေးအကူကြီးပေးမယ်ဆိုရင်ပေးပြအောင်ပေးကိုမလုပ်ပေးနိုင်ဘူးဆိုရင်လုပ်ပေးမယ်ဆိုတဲ့စကားကိုမဟာမီအောင်ကြိုးစားကြပါလို့တိုက်တွန်းလိုက်ရပါတယ်နော်